ကလေးမလေးဟာတည်သွားကြကနေပြန်ရှင်လာခဲ့ပါတယ်ဟုတ်ပါတယ်အခုတွေ့နေရတဲ့ Gabriela လို့ခေါ်တဲ့ကလေးမလေးဟာတေဆုံးပြီးခန္ဓာကိုယ်တစ်ခုလုံးပြန်နှမ်းသွားချိန်မှာသူ့ရဲ့မိဘတွေဆုတောင်းခြင်းကြောင့်ဒူးကြစွာနဲ့ပြန်ရှင်လာခဲ့တဲ့သူပါသူမဘလို့ပြန်ရှင်လာတယ်လေသူ့ဖေနဲ့အမေတွေကဘယ်လိုဆုတောင်းခဲ့ကြတယ်လဲစတဲ့အကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာရှာဖွေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Evangelist John Wisdom ပဲဖြစ်ပါတယ်ဖြစ်ပျက်ကတော့သူမမွေးတဲ့နေ့မှာပဲစတာပါသူမဟာကောင်းမွန်စွာမွေးဖွားခဲ့ပေမဲ့မွေးဖွားပြီးနာရီဝက်ကြာမှာပဲဆရာဝန်တွေသတိထားမိတာကတော့သူမရဲ့အသက်ရှူနှုန်းဟာအရန်ကိုမြန်ဆန်နေတဲ့ဆိုတာပါပဲမိနစ်ပိုင်းအတွင်းမှာပဲသူမရဲ့အခြေအနေဟာပိုပိုဆိုးလာပြီးတပိလက်မြင့်မျောသွားခဲ့ပါပြီဆရာဝန်တွေဟာသူမလေပြိုမှာပါအသက်ရှူပိုက်ကိုတတ်ထားပေးရပြီးတကိုယ်လုံးမှာလည်းဆေးတွေသွင်းနေရတဲ့အထိပါပဲဒါပေမဲ့အချိန်တိုလေးအတွင်းမှာပဲ Gabriela ဟာတလုံးရက်သွားပြီးဆုံးပါသွားခဲ့ရပါပြီဆရာဝန်တွေဟာလည်းနှလုံးခုန်ဆက်တွေနဲ့ကက်ကက်ကက်စူးစမ်းခဲ့ပေမဲ့သူမရဲ့နှလုံးဟာလုံးဝကိုပြန်မခုန်လာခဲ့တယ်လို့အသက်လည်းပြန်မရှူလာခဲ့ပါဘူးတဏှာကိုတစ်ခုလုံးဟာလည်းပြန်နှမ်းသွားခဲ့ပါပြီဒီလိုဖြစ်နေတဲ့အခိုက်အတန့်မှာပဲGabriela လေးရဲ့မိဘနှစ်ပါးဟာအတူလက်တွဲပြီးသခင်ယေရှုကိုဆုတောင်းတဲ့အခါမှာ Gabriela ရဲ့အမေဖြစ်သူဒေလီရဲ့စိတ်အာရုံထဲမှာသခင်ယေရှုရောက်လာခဲ့ပြီးသခင်ယေရှုဟာသူမရဲ့သမီး Gabriela အပေါ်မှာလက်ကိုတင်ထားတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ဒါနဲ့သူတို့ဆုတောင်းရာကနေချက်ချင်းပဲမျက်လုံးပွင့်ကြည့်လိုက်တဲ့အခါမှာ Gabriela လေးဟာတေဆုံးရာကနေချက်ချင်းနှလုံးပြန်ခုန်လာခဲ့ပြီးထူးခြားစွာအသက်ပြန်ရှင်လာတယ်ဆိုတာပါပဲ။ဆရာဝန်တွေဟာလည်းအင်မတန်မှအံ့အားသင့်ခဲ့ပေမဲ့Gabriela ရဲ့အဆုတ်တချမ်းဟာပျက်စီးသွားပြီဖြစ်တယ်လို့မိနစ်အတော်ကြာအသက်ရှူရပ်တန့်ခဲ့တဲ့အတွက်အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်သူမရဲ့အုံနောက်ဟာလည်းလုံးဝပျက်စီးသွားမှာဖြစ်ပြီးတတိမေယာကနေနိုးလာဖို့ဘယ်လို့မှမဖြစ်နိုင်တော့ဘူးလို့သူမရဲ့ဖခင်ကိုအထူးကုဆရာဝန်ကြီးကပြောခဲ့ပါတယ်။ဒါပေမဲ့ Gabriela ရဲ့ဖခင်ကဒီလိုပဲပြန်ပြောခဲ့ပါတယ်။ကျွန်တော်တို့ဟာဘုရားသခင်ရဲ့လူတွေပါ။ဒါကြောင့်ဘုရားသခင်ကကျွန်တော်သမီးကိုအကောင်းပကတိကျမ်းမာစေမှာဖြစ်တယ်။ဘုရားက Gabriela လေးကိုမျက်လုံးနှလုံးဖွင့်ပြီးပြန်နိုးထလာစေတာကိုဒေါက်တာမြင်ရမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုပြီးပြန်မေးတဲ့အခါမှာဆရာဝန်ကြီးကလည်းကျွန်တော်အရန်အံ့အားသင့်မိပါပဲလို့ပြန်ဖြေခဲ့ပါတယ်။ဒါနဲ့ Gabriela လေးရဲ့အဖေကလည်းဒေါက်တာအံ့အားသင့်ဖို့ပြင်ထားပါလို့ပြောရင်နှုတ်ဆက်ခဲ့ကြပြီးသူ့ရဲ့အဖေဟာရေချိုးကန်းတဲ့ကိုဝင်ပြီးစာတန်ငါရဲ့သမီးကိုဖျက်ဆီးမဲ့မင်းရဲ့အကြံစီအောင်မြင်မှာမဟုတ်ဘူးလို့ကြွေးကြော်ခဲ့ပါတယ်။တိတ်ကိုအံ့ဩစရာကောင်းပါတယ်။နှစ်ရက်အကြာမှာပဲ Gabriela လေးဟာမျက်လုံးပွင့်ပြီးပြန်နိုးထလာခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။သူမကိုဓာတ်မှန်ရိုက်ကြည့်တဲ့အခါသူမရဲ့အဆုတ်ဟာလည်းအကောင်းပကတိဖြစ်နေတယ်လို့အုံနောက်ဟာလည်းကြမ်းကြမ်းမာမာရှိနေတာကိုသူမိဘတွေနဲ့ဆရာဝန်တွေဟာအော်မင်သက်စွာနဲ့တွေ့လိုက်ရတာပါ။အခုဆိုရင်ဆရာဝန်တွေကတော့လက်လျှော့ထားတဲ့ Gabriela လေးဟာဘုရားသခင်ရဲ့တကူတော်ကြောင့်ကျမ်းမာတန်ဆွမ်းတဲ့လူသားတဦးအနေနဲ့လောကကြီးထဲမှာရှောက်လန်းနေပြီပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကခွန်အားယူစရာတွေကတော့သခင်ယေရှုဘုရားဟာသင်နဲ့ကျွန်ုပ်ခေါ်ပန်ကိုအပြည့်ပေးတဲ့ဘုရားသခင်ဖြစ်တယ်လို့သင်အနာမှာအမြဲတမ်းရှိနေတယ်ဆိုတာပါပဲဒါကြောင့်မလို့သင်ဟာခရစ်ယာန်တရားမဟုတ်ဘူးဆိုရင်တော့သခင်ယေရှုကိုဆုတောင်းကြည့်ပါသူတကယ်အသက်ရှင်နေဆိုတာကိုသင်ကိုသက်သေပြမှာပဲဖြစ်ပါတယ်ကျွန်တော်လိုဗီဒီယို content တွေကိုဖန်တီးခြင်းနဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်ရဲ့ page မှာဖုန်းလေးတစ်လုံးရှိုံနဲ့ဗီဒီယိုတွေဖန်တီးနိုင်မဲ့နည်းလမ်းများစွာကိုသင်ကြားပေးသွားမယ် Master Creator သင်တန်းလေးကို online ကနေတစ်ဆင့်ဖွင့်လှစ်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီသင်တန်းလေးမှာဆွဲဆောင်မှုရှိတဲ့ဗီဒီယိုတွေကိုဘယ်လိုဖန်တီးမလဲကိုတင်ဆက်မဲ့အကြောင်းအရာတွေကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုလုပ်ရမလဲအရေးသွေးပြည့်မီတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်အောင်ဘယ်လို edit လုပ်မလဲအစားရှိတဲ့နည်းလမ်းတွေညှို့ဝှက်ချက်တွေများစွာကိုသင်ကြားပေးသွားမှာဖြစ်ပြီးတော့သင်တန်းအစအဆုံးကိုမှ9500ကျပ်ပဲကျတဲ့မှာဖြစ်ပါတယ်သင်တန်းပြီးမှလည်း certificate ကိုပေးအပ်သွားမှာဖြစ်တဲ့အတွက်လူဦးရေမပြည့်ခင်မှာအမြန်ဆုံးလာရောက်အနံဖို့အတွက်ကြိုးစိုးဖိတ်ခေါ်လိုက်ပါတယ်သင်တန်းမှာအားလုံးနဲ့အတူတူပြန်လည်ဆုံတွေ့ကြပါမယ် God bless you